ပြီးမှမေးမယ်မင်းလောလောဆယ်ရွာမှာစော်ပနေအောင်ရှိတယ် ဘယ်ရွာမှာစော်နေမရှိဘူးအားလုံးပဲမင်္ဂလာပါကျွန်တော်ဒါတို့ MTK ရိုက်ကူးရေးကျွန်တော်တို့ day 5ဖြစ်ပါတယ်ကျွန်တော်အရှိမကတော့ကျွန်တော်တို့အမေးဖြေကဏ္ဍလေးတွေကျွန်တော်တို့ကစားပွဲလေးတွေเนาะကျွန်တော်တို့ဒါမထင်တဲ့ short question လေးတွေကျွန်တော်တို့မေးခဲ့တာဖြစ်ပါတယ်ဒီနေ့ကတော့ဒီကျွန်တော်တို့မာသာကားဝင်းကိုပဲကျွန်တော်တို့ရောက်ရှိလာတယ်ဒါမနက်ပိုင်းရိုက်ကူးရေးအစီအစဉ်မှာအိတ်ချင်မူတူဖြစ်နေတဲ့ညီလေးတယောက်တော့ကျွန်တော်နှိုးလာပါတယ်နှိုးပြီးတော့မှသူ့ကျွန်တော်တို့မေးခွန်းလေးတွေမေးမယ်မေးခွန်းလေးတွေမေးပြီးတော့မှကျွန်တော်တို့ဆုလက်ဆောင်လေးတွေပေးမယ်ဒီဘက်လှည့်ပါအောင်ငါညီဘာဖြစ်လို့ဘာမှမဖြစ်ဘူးမင်းအေးစေးစိတ်ပေါ့ပါနဲ့ဖြစ်နော်ဟုတ်ပါနာမည်လေးအရင်မိတ်ဆက်ပေးဦးဖြိုးသူအောင်ပါဖြိုးသူအောင်လက်ရှိကဒီကောင်းဝင်းထဲမှာရှင်းနှောင်းလိုက်လားဟုတ်တယ်ရှင်းနှောင်းလိုက်ဘယ်နှစ်နှစ်ရှိပြီ3နှစ်နီးပါးရှိရပါ3နှစ်နီးပါးရှိအဲ့3နှစ်နီးပါးရှိရရင်နှောင်းလိုက်မှာစော်ပနေမှုနဲ့တွေ့ပြီဟုတ်တွေ့ရတယ်ပါဂိမ်းတွေပါဆော့တယ်ဗျဂိမ်းတွေပါဆော့ဂိမ်းနဲ့ပတ်သက်ပြီးမေးခွန်းမေးမယ်ကင်မရာကိုတေချာကြည့်ပြီးဖြစ်ဟုတ်ပါနော်မိုဘိုင်းလီဂျန်ဆော့တယ်ပေါ့ဆော့တယ်မိုဘိုင်းလီဂျန်မှာ AD သုံးတယ်ဆိုလို့ရှိရင်သိလားမိုဘိုင်းလီဂျန်ဟီးရိုတော်တော်များများ AD သုံးလို့ရတဲ့ဟီးရိုတွေရှိနော်ရှိ scale 1 2 3 4နော် level 4ဆိုလို့ရှိရင် AD ပွင့်သွားတယ်ဒါပေမဲ့ level 4အထိမရောက်ဘဲနဲ့ level 3မှာနေ scale 3ခွက်စလုံးတောင်းလို့ရတဲ့ hero တစ်ကောင်ရှိတယ်အဲ့ hero နာမည်ကိုဖြေပေးဂျူလီယန်မှန်ပါတယ်ဒါကျွန်တော်သူ့ကိုဒီနေ့ကျွန်တော် step by step မေးသွားမယ်ကျွန်တော်3ဆင့်ဒီမေးသွားမယ်အခုပထမအဆင့်ကိုသူအောင်မြင်သွားပြီเนาะဒီလေးကိုအကိုရိုက်ကူးရမစခင်တော့ပြောခဲ့လို့ပဲ step by step မေးမယ်เนาะပထမအဆင့်အခု9000ဒုတိယအဆင့်ဆို9000တတိယအဆင့်ဆို9000ဟုတ်เนาะဒါပေမဲ့တတိယအဆင့်ပြီးသွားညီလေးကို2000ပေးမယ်အခုပထမအဆင့်ဖြေနိုင်တဲ့အတွက်9000ရသွားပြီကဲဒုတိယအဆင့်ကိုဆက်သွားမယ်ဆက်ဖြေမလားဆက်မဖြေဘဲနဲ့ဒီမှာရက်မလားဖြေမယ်ကိုဖြေမယ်လုံးဝတေးကြတယ်တေးကြတော့မဟုတ်ပါကြိုးစားကြည့်မယ်ကြိုးစားကြည့်မယ်ဟုတ်တော်ကြိုးစားကြည့်မယ်တော်ကြိုးစားကြည့်โอเคအဲ့ဒါဆိုနောက်မေးခွန်းတစ်ခုမေးမယ်မိုဘိုင်းလေးကြမှာပဲเนาะအဲ့ဒီသုံးလိုက်တယ်ဆိုလို့ရှိရင်လုံးဝလှုပ်လို့မရဘဲနဲ့ငြိမ်သွားတဲ့ဟီးရိုးတစ်ကောင်ပြောနောက်ဆုံးရည်ရလားနောက်ဆုံးရည်သုံးလိုက်လှုပ်လို့မရအဲ့ဒီကိုဘက်ခနဲ့ဆိုချလိုက်တယ်ဆိုလို့ရှိရင်လုံးဝလှုပ်လို့မရစေးပါ Oh my god စေးပါတော့လှုပ်လို့မရပိုင်းလိုက်မှားတယ်ရစစ်သုံးမှာလားဘူးတော့မရစစ်သုံးလှုပ်လို့မရတယ်ညီတို့ဆိုတော့ဒီပါတော့ဝါဟမ်Alpha မှားတယ်ဟာ base တယ်မှာဟောမေးတယ်မှာဟမ်ဖေးလည်းမဟုတ်ဟာဖေးလည်းမဟုတ်ဒီအဲ့ကောင်တွေက purify နဲ့ပြန်ဖြတ်လို့ရတယ်ရပြီညီလေးမဖြေနိုင်တော့ဘူးဆိုလို့ရှိရင်အကိုအဖြေပြောပြမယ်ဒါပေမဲ့ဒီမေးခွန်းအတွက်ညီလေးစုချင်းဝင်မရဘူးအရှိမေးခွန်းအတွက်9000ရအောင်နာပါဟောတယ်မှာပြီးဂိမ်းထဲမှာစမ်းကြည့်လိုက်ဟုတ်ပြီလားဟုတ်ပြီโอเคအဲ့ဆိုရင်စုချင်းဝေ9000ပထမမေးခွန်းအတွက်ဖြေရတဲ့အတွက်ဘလို့နေလဲစိတ်ထဲမှာပြောသွားမှာပြောဖို့ကောင်းသတိမထားမိလားပြီးပါဆိုလို့ရှိရင်နာတကောင်လွတ်သွားဟုတ်ကဲ့ပါဒါကျွန်တော် mobile legend နဲ့ပတ်သက်တဲ့မေးခွန်းတွေပါเนาะ mobile legend နဲ့ပတ်သက်တဲ့မေးခွန်းလေးတွေကိုဖြည့်ချပေးနေရမေးနေရဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော် MTK ကကဏ္ဍရဲ့အသီးသီးမှာတက်ဆိုင်တဲ့မေးခွန်းတွေကိုမေးပြီးတော့မှစုငွေတွေလက်ဆောင်တွေကျွန်တော်တို့ပေးနေပါအားလုံးပဲကျေးဇူးပါ